1384ခုနှစ်တရားမုန်းလာပြီကျော်2ရက်2022ခုနှစ်နိုဝင်ဘာလ9ရက်ဗုဒ္ဓဟူးနေ့၌အွန်လိုင်းမှာဟောကြားအပ်သောမနတ်တုမြတ်ဗုဒ္ဓ၏တုတ်ပြန်ချက်များအပိုင်း9တရားဒေသနာတော်မာရတန်ယုတ်မှာကိုခုမြောက်ဖြစ်တဲ့ပထမအာယုတုတ်တန်ကနေစပြီးတော့မြတ်စွာဘုရားနဲ့မနတ်တို့ရဲ့တွေ့ဆုံပြီးမြတ်ဗုဒ္ဓကဘလို့တုံ့ပြန်ပြောကြခဲ့တယ်မနတ်ကဘလို့ပြောတယ်ဆိုတာမသနာယူကြရအောင်မြတ်စွာဘုရားဟာရာဇဂုမြို့ဝေနုဝန်ကျောင်းတော်မှာတရင်သုံးနေတဲ့အချိန်ရှမ်းတန်ဃာတွေကိုတရားဟောတာဖြစ်တယ်ယန္တော်တွေကိုသတိပေးတဲ့အနေနဲ့မြတ်စွာဘုရားဟောတဲ့တရားကဘာဟောတော့ဆိုလူသက်တမ်းနဲ့ပတ်သက်ပြီးတော့ဟောတာအသက်ရှင်နေတဲ့အချိန်မှာအသက်ဆိုတာဟာဓမ္မတူတော်နဲ့ဆိုတဲ့အကြောင်းအဲ့ဒါနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောတာအပ္ပမိတံဘိက္ခွေမနုဿနာအာယုလူတွေရဲ့ဒီအသက်ဆိုတာအလွန်တူတော်နေအသက်ဆိုတဲ့နေရာမှာအသက်ဆိုတာဘာခေါ်တာလဲလူတွေရဲ့တတန်းကာလကိုကြည့်မယ်ဆိုရင်လည်းတူတော်နဲ့လို့ပြောအောင်သို့တော့တတန်းလို့ပြောတာမဟုတ်ဘဲနဲ့အသက်ရဲ့တူတော်မှုကိုမြတ်စွာဘုရားဆုပ်လို့တဲ့နေရာရှိတယ်အဲ့လိုဆိုလို့တော့လေဒီဆက်လက်ဖြစ်ပေါ်နေတဲ့တတန်းဒီပင်လေအဲ့ဒီအချိန်မှာဗဒမတူတော်တယ်ပေါ့အသက်ဆိုတာလူရဲ့ဘဝကိုဖွဲ့စည်းထားတာကရှုပ်နဲ့နံနှမျိုးပဲရှိတယ်ပေါ့ရှုပ်နဲ့နံနှမျိုးရှိသည့်အတွက်ကြောင့်ရှုပ်အသက်ကတစ်ခုနာရဲ့အသက်ကတစ်ခုလူတွေကပြောကြတယ်လေရှူရှိုက်နေတာကိုအသက်ရှူတယ်လို့ပြောနေကြတယ်အဲ့ဒါရှူနေတဲ့လေကအသက်လားလို့ဆိုမဟုတ်ဘူးရှူနေတဲ့လေကအသက်မဟုတ်ဘူးနော်အသက်ရှူတယ်လို့ပြောပေမဲ့လေဆိုတဲ့အောက်ဆီဂျင်မရှူရဘူးဆိုလို့ရှိရင်တော့သူအသက်ကသိဆုံးသွားနိုင်တာပေါ့အသက်ရှည်ခြင်းရဲ့အသက်ယက်တိခြင်းရဲ့အကြောင်းဖြစ်တယ်လေဟာအောက်ဆီဂျင်ဟာလူရဲ့အသက်ဆက်လက်ရှင်သန်နေဖို့အတွက်ထောက်ကူဖြစ်တယ်ရှည်သည်ပန်းနေမညှိုးနှွမ်းအောင်ထိမ့်သိမ်းဆောက်ရှောက်တတ်တယ်လို့ပဲအသက်ကလည်းပဲဒီလေကလည်းပဲလူရဲ့အသက်ပြတ်တော့မသွားအောင်ထိမ့်သိမ်းဆောက်ရှောက်တယ်လို့အဲ့တော့အသက်ဆိုတာရုပ်ရဲ့အသက်ကရူပစီဝိတ္တရေလို့ခေါ်တယ်စီဝိတ္တဣန္ဒရိယနှစ်ခုပေါင်းပြီးတော့စီဝိတ္တရေစီဝိတ္တရိယဒါကရုပ်အသက်နာမ်အသက်ကိုလည်းပဲစီဝိတ္တရေလို့ခေါ်တယ်စီဝိတ္တဣန္ဒရိယစီဝိတ္တဆိုတာရှင်သန်နေတဲ့ဣန္ဒရိယကမိမိကိစ္စကိုအစိုးရတယ်အဲ့တော့အသက်ကဘာလို့ထားတော့ဆိုတာအသက်ဆိုတာမိမိနဲ့အတူတကွဖြစ်တဲ့ရှုပ်တရားနံတရားတွေကိုဆက်လက်ရှင်သန်နေအောင်ထိမ့်ပေးထားရှည်သည်ကြာပန်းနေရှင်သန်ပွင့်လန်းနေအောင်ရေကထိမ့်ပေးတယ်လို့အသက်ရှင်သန်နေအောင်လည်းပဲ
ရုပ်တရားတွေရှင်သန်နေအောင်လဲစီဝိတ္တိန္ဒြေကထိမ့်သိမ့်ပေးတယ်ပေါ့ရုပ်ရှင်သန်နေအောင်ထိမ့်သိမ့်ပေးတာကရုပ်စီဝိတ္တစိတ်စေတသိက်လို့ဆိုတဲ့နန္တရားတွေရှင်သန်နေအောင်ထိမ့်သိမ့်ပေးတာကနံစီဝိတ္တလို့ဒီနှစ်ခုလုံးဟာကံကြောင့်ဖြစ်တဲ့ရုပ်နဲ့နာမ်သာဖြစ်တယ်ကံကဖြစ်ပေါ်စေတာဖြစ်တယ်အဲ့တော့ကံကြောင့်ဖြစ်တဲ့သက်ရှိသတ္တဝါတွေမှာရှင်သန်မှုကိုဒီအသက်ကထိမ့်ပေးနေတယ်ဒါဖြင့်စဉ်းစားစရာကသစ်ပင်နေလည်းပဲရှင်တယ်လို့ပြောကြတယ်နော်သစ်ပင်တွေကိုလည်းရှင်နေတာလို့ပြောအဲ့ဒီသစ်ပင်နေရှင်သန်နေတာအသက်ရှိသလားလူတွေကသစ်ပင်ကိုလည်းရှင်တယ်လို့ပြောတာကိုသစ်ပင်ကလည်းပဲငယ်ရနေပြီးတဖြည်းဖြည်းကြီးလာတယ်အပင်ပေါက်လေးကနေပြီးတော့အပင်ကြီးဖြစ်လာတယ်အတိုင်းအတာတစ်ခုရရှင်သန်နေတာပဲလူတွေကလည်းကလေးပေါက်စာလေးကနေပြီးတော့လူချီဖြစ်လာကြတာအဲ့လိုဆက်လက်ပြီးတော့ရှင်သန်နေအောင်စီဝိတ္တိန္ဒြေကထိန်းတာဖြစ်တယ်အဲ့ဒီဇီဝိတဆိုတဲ့ရုပ်ဇီဝိတနာဇီဝိတဟာကံကြောင့်ဖြစ်တယ်ဒါဖြင့်သစ်ပင်နေရှင်သန်နေအောင်ကရောအဲ့ဒီရုပ်ဇီဝိတကနေထိန်းတာလားနာဇီဝိတထိန်းတာလားဆိုသစ်ပင်မှာကံဆိုတာလည်းမရှိဘူးစေရနာဆိုတာလည်းမရှိဘူးနော်စိတ်စေရနာဆိုတာသစ်ပင်မှာမရှိဘူးမရှိသည့်အတွက်ကြောင့်သစ်ပင်မှာနန္တရားမရှိဘူးရှုပ်တရားတော့ရှိတယ်အဲ့ဒီယုတ်ဟာကံကြောင့်ဖြစ်တဲ့ယုတ်မဟုတ်သည့်အတွက်ကြောင့်စီဝိတမပါဘူးရှုပ်စီဝိတဟာကံကြောင့်သာဖြစ်တယ်ဉာဏ်နဲ့စိတ်တို့ဥဒုတို့အာဟာရတို့ကြောင့်မဖြစ်ဘူးကံကြောင့်ဖြစ်တယ်ဒါကြောင့်မို့သက်ရှိသတ္တဝါတွေရဲ့တဏ္ဍမှာဖြစ်တဲ့ရှုပ်စီဝိတနာဇီဝိတသည်သာလဲကံကြောင့်ဖြစ်တယ်နာဇီဝိတကစိတ်စေရနာကိုထိမ့်သိမ့်ပေးတာဖြစ်တယ်ရှုပ်စီဝိတကကမ္မဇယုတ်တွေကိုထိမ့်သိမ့်ဆောက်ရှောက်တာဖြစ်တယ်အနုပါလနလက္ခဏာဘဝမှာရှင်သန်နေအောင်သက်ရှိတ္တဝါတွေရဲ့ယုတ်ခန္ဓာနာမ်ခန္ဓာရှင်သန်နေအောင်ဒီစီဝိတဆိုတဲ့တက်ကတည်းထိမ့်သိမ့်ဆောက်ရှောက်ပေးတာသစ်ပင်နေကြတော့ဘသူကထိမ့်သိမ့်ဆောက်ရှောက်ပေးတာတော့ဆိုအထီးကမြေနဲ့ရေဓာတ်ကအစိုးဓာတ်ကနေထိမ့်သိမ့်ဆောက်ရှောက်ပေးတယ်ပေါ့အဲ့တော့သစ်ပင်နေမှာရောအောက်ဆီဂျင်မရှိဘူးလားလို့ဆိုရှိတယ်လို့ပြောကြတယ်နော်ရုပ်ပိုင်းဆိုင်ရာရှိတာသစ်ပင်ကရောလေးရှူသလားလို့ဆိုသူတို့မှလည်းလေးရှူတယ်လို့လောကီကျမ်းနေမှာတော့အဲ့လိုဆိုတယ်သို့တော့ဘယ်လိုသဘောထားမလို့ဆိုလို့ရှိရင်သက်ရှိတ attva တွေမှာကြတော့ဒီကံ့ကြောင့်ဖြစ်တဲ့ရုပ်နဲ့ကံ့ကြောင့်ဖြစ်တဲ့နန္တရားတွေဟာသက်ရှိတ attva တွေမှာရှိတယ်သစ်ပင်ကြတော့ကံ့ကြောင့်ဖြစ်တဲ့ရုပ်လည်းမရှိဘူးစိတ်စေရနာဆိုတာလည်းမရှိဘူးအဲ့ဒါကွဲပြားခြားနားမှုပဲကံ့ကြောင့်ဖြစ်တာမပါဘူးသို့တော့ကံ့ကြောင့်မဖြစ်ဘူးဆိုတာတိုက်ရိုက်မဖြစ်တာကိုပြောတာလူတွေရဲ့ကံနဲ့ဆက်ဆက်ပြီးတော့ဖြစ်တာတော့ဖြစ်တယ်ကမ္မပိစ္ဆယဥဒုသမုဋ္ဌာန်လို့ခေါ်တယ်တချို့ကံကောင်းတဲ့ပုဂ္ဂိုလ်တွေဟာသူတို့စိုက်ပျိုးတဲ့သစ်ပင်တွေသီးနှံတွေဟာရှင်သန်ထွားကြိုက်ပြီးတော့သီးနှံတွေပို့ပြီးတော့ရတယ်အဲ့မျိုးကြတော့ကံကြောင့်ကံကိုအခြေခံတဲ့ဥဒုသမုဋ္ဌာန်ချို့ကြတော့ကံမကောင်းတဲ့ပုဂ္ဂိုလ်စိုက်တဲ့သီးနှံတွေကြတော့ပို့ကြတယ်ပျက်စီးတယ်ဆိုတာဖြစ်တယ်ရမယကကံနဲ့ဆက်ဆက်တယ်တော်ထဲမှာပေါက်နေတဲ့သစ်ပင်တွေရောကံနဲ့ဆက်ဆက်လာလို့ဆိုပြောမယ်ဆိုရင်လောကကြီးတစ်ခုလုံးဟာသတ္တဝါတွေရဲ့ကံနဲ့ပတ်သက်မှုတော့ရှိတယ်ဆက်နွယ်မှုလေးရှိတယ်ဆက်နွယ်ရဲဆိုတာအကြောင်းပြုတာတော့မဟုတ်ဘူးကံတရားနဲ့ဆက်ဆက်ပြီးတော့ဖြစ်နေကြတယ်ပေါ့သတ္တဝါတွေဆိုတာလေတောတောင်ရေးမြေသစ်ပင်တွေကိုမိပြုပြီးတော့လူတွေရှင်သန်ကြရတာလေ
သစ်ပင်ကဖြစ်တဲ့အသီးတွေအရွက်တွေအစာအာဟာရတွေကိုစားသုံးပြီးတော့လူတွေရဲ့ဘဝဟာယက်တည်ကြတာဖြစ်တော့တနည်းအားဖြင့်တော့လူတွေနဲ့ဆက်ဆက်မှုတော့ရှိတယ်ကံကတိုက်ရိုက်ထုတ်လုပ်တာလားလို့ဆိုကံကတိုက်ရိုက်ထုတ်လုပ်တာမဟုတ်ဘူးသူတို့ကြတော့ကံနဲ့ကံကိုအခြေခံပြီးတော့ဥဒုဆိုတဲ့အကြောင်းတရားကဖြစ်စေတာဥဒုကသာလဲသူ့ရဲ့တိုက်ရိုက်အကြောင်းဆိုတာတိုက်ရိုက်အကြောင်းရှိတယ်ဒီတဲ့ indirect ပေါ့နော် direct အကြောင်းနဲ့ indirect အကြောင်းနှစ်ခုရှိတယ်ပေါ့တိုက်ရိုက်အကျိုးပြုတဲ့အကြောင်းကတစ်ခုတွယ်ဝိုက်ပြီးတော့အကျိုးပြုတဲ့အကြောင်းကတစ်ခုလို့အဲ့တော့တိုက်ရိုက်အကျိုးပြုတာတော့ဥဒုကနေအကျိုးပြုတာတွယ်ဝိုက်ပြီးတော့အကျိုးပြုတာတော့တရဝရရဲ့ကံကြပါလည်းပဲအကျိုးပြုတယ်လို့ဒီလိုတော့ဆိုနိုင်တယ်ပေါ့အဲ့တော့ကောင်းပြီလူတွေရဲ့အသက်ဆိုတာဘာတော့ကံကဖြစ်ကံကြောင့်ဖြစ်ပေါ်လာတဲ့ရုပ်စီဝိတာနဲ့နံစီဝိတာလို့ဆိုတဲ့ဒီစီဝိတေတတွေနှစ်ခုကိုလူတွေရဲ့အသက်လို့ဆိုတယ်အဲ့ဒါကိုအသက်လို့ဆိုတယ်အဲ့ဒီအသက်နဲ့ပတ်သက်ပြီးတော့တရဝရီဟာသေပြီဆိုတဲ့အခါကျတော့အဓိကပါလဲအဓိကအချက်နှစ်ချက်အလုံး၃ချက်ရှိတယ်ပေါ့လေနော်အာယုဥတ္တမသဝိညာဏယတကာယဇဟန္တိမှာအပဝိဒောတထသေတိနိရထဝကလိင်္ဂရမြတ်စွာဘုရားဘဝနဲ့ပတ်သက်ပြီးတော့ဟောထားတဲ့ဒေသနာတော်လေးတစ်ပုဒ်မြန်မာလူရှင်းရှင်းပြန်အာယုဥတ္တမသဝိညာဏယတကာယဇဟန္တိမှာဒီခန္ဓာကိုယ်ကြီးကိုတဲ့ဒီယုတ်ခန္ဓာကိုနံခန္ဓာကိုယ်ကြီးကိုယုတ်စုနံစုဒီခန္ဓာကြီးကိုတဲ့အာယုဆိုတဲ့ရုပ်စီဝိတအာယုဆိုတဲ့စီဝိတဥတ္တမဆိုတဲ့ကံကြောင့်ဖြစ်တဲ့ကိုယ်အငွေ့အပူငွေ့ဝိညာဏလို့ဆိုတဲ့နတ်တရားအသိစိတ်အဲ့ဒီအာယုဆိုတဲ့အသက်ဥတ္တမဆိုတဲ့ကိုယ်ရဲ့အပူငွေ့ဝိညာဏလို့ဆိုတဲ့အသိစိတ်နန္တရားအဲ့ဒီသုံးခုကဒီခန္ဓာကိုယ်ကြီးကိုဆုံးခွာသွားပြီဆုံးခွာသွားပြီဆိုတော့သူတို့ချုပ်ငိမ့်သွားပြီပေါ့လေအာယုဆိုတဲ့အသက်လည်းမရှိတော့ဘူးအသက်မရှိတဲ့ကလူခန္ဓာကိုယ်ကြီးကအိပ်ဆက်သွားအပူငွေ့မရှိတော့တော့အသက်မရှိတော့ရင်အပူငွေ့မရှိတော့ဘူးဝိညာဉ်ဆိုတဲ့အသိစိတ်လည်းမရှိတော့ဘူးအဲ့ဒီသုံးခုစလုံးခန္ဓာကိုယ်မှာချုပ်ပြတ်သွားပြီဆိုရင်အပဝေဒောတထသေတိနိရထဝကရိန္ဒရာအသုံးမဝင်နဲ့တောထဲမှာပြစ်ထားတဲ့ထင်းနှုံကြီးလိုပဲတဲ့လူရဲ့ရှုပ်ကာယကြီးဟာလေဘာမှအသုံးမဝင်တော့တာဖြစ်တယ်အသုံးမဝင်တော့သည့်အတွက်ကြောင့်မြေကြီးထဲမြုပ်ပြရတယ်လေလူသေးအလောင်းဆိုမြေကြီးထဲမြုပ်ပြရတယ်သို့မဟုတ်မိသိညုတ်ပြရတယ်အသုံးမဝင်တော့တိုင်းထားလို့လည်းမဖြစ်ဘူးအဲ့ဒါဒီသုံးခုလို့အဲ့သုံးခုတွေမှလည်းပဲဝိညာဏဆိုတဲ့အသိစိတ်ကယမယံခါစိတ်ကိုရက်တန်ထားလို့ရတယ်ဥပမာနိရောဓသမဘဝင်စားတဲ့ပုဂ္ဂိုလ်တွေဟာသေတာမဟုတ်ပဲနဲ့သမထဝိပဿနာကျင့်စဉ်တစ်ခုကိုသုံးချပြီးတော့အသိစိတ်ကိုရက်တန်ထားလို့ရတယ်အဲ့ဒီအချိန်မှာဝိညာဏဆိုတာမရှိဘူးဝိညာဏမရှိပေမဲ့သေသွားသလားလို့ဆိုမသေဘူးပါရိကြံတော့ဆိုလို့ရှိရင်စီဝိဒဆိုတဲ့အသက်ကရှိနေတယ်ဥတ္တမဆိုတဲ့ကိုငွေ့ရရှိနေတယ်အဲ့ဒီနှစ်ခုဟာလူရဲ့ဘဝသိဆုံးခြင်းမသိဆုံးခြင်းဆိုတာကိုအဲ့ဒီနှစ်ခုနဲ့ပဲဆုံးပြရတယ်ယမယံခါအသက်ရှူရသွားတာနဲ့လူတွေကသေတယ်လို့ရှူဆပြီးတော့ဆုံးဖြတ်သတ်မှတ်လိုက်ပြီမယ်လို့တော်တော်ကြာပြန်ပြီးတော့ရှူလာတာရှိတတ်တယ်။နော်မျောသွားတဲ့ဟာမျိုး
ကိုမရသွားတယ်ဆိုတာမျိုးပေါ့နော်တချို့မှားပြီးတော့ဆုံးဖြတ်တတ်တယ်နှလုံးလည်းမခုန်တော့ဘူးသက်ရှူလည်းရသွားပြီဆိုတဲ့အခါမှာဒီလူကသေပြီလို့ဆုံးဖြတ်တယ်သို့တော့အချိန်အတိုင်းအတာတစ်ခုရပြန်ပြီးတော့နိုးထလာတာရှိတယ်ဗမာပြည်မှာလည်းရှိတယ်ငယ်စဉ်တုန်းကဘုန်းကြီးတို့ရွာမှာအဖွာကြီးတယောက်ဒီလိုပဲသေပြီဆိုပြီးတော့သူကချာတင်းညံရောက်တဲ့အခါကျတော့သူကရေတောင်းတာနဲ့အိမ်ပြန်ခေါ်ခဲ့ရတာမသေးဘူးအမျိုးတွေကြုံရတယ်မန္တလေးမှာတင်မဲ့ကျန်ဒီကံသုတ်တံမှာတရုတ်မျိုးသမီးလေးတယောက်သေပြီဆိုပြီးတော့ချသွားတယ်ထဲမှာပါတယ်ပေါ့သို့တော့တင်းညံရောက်တဲ့အခါသူကပြန်ပြီးတော့ရှင်သန်လာတရုတ်ထုံးစံအရအိမ်ပြန်မခေါ်တော့ပဲနဲ့ကျန်ဒီကံသုတ်တံမှာတိုက်ကလေးဆောက်ပြီးတော့သူ့ပေးထားတယ်လို့ဆိုတာပြောကြတယ်ကိုယ်တိုင်မြင်မှုတာတော့မဟုတ်ဘူးတစင်ကြတာအဲ့တော့တခါတည်းကျတော့ဒီသေခြင်းမသေခြင်းကိုတမန်အဖြစ်ဆုံးဖြတ်လို့မရအောင်ဆုံးဖြတ်လို့မရတော့မှားယွင်းတတ်တယ်ပေါ့အဲတော့ကသတင်းစာတစ်စောင်မှဖတ်ဖူးတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဖြစ်ခဲ့တဲ့စတိုရီလေးတစ်ခုပေါ့အမျိုးသားလူငယ်တယောက်ဘင်္ဂါလီမျိုးသားလူငယ်တယောက်ဟာသူတို့ရဲ့ရုပ်တရက်နှလုံးခုန်ရက်သွားဆရာဝန်ကိုပြင့်တဲ့အခါဆရာဝန်ကသူ့ကိုကြည့်ပြီးတော့တည်သွားပြီလို့ပြောတာအဲ့နဲ့သူတို့ကအစ္စလာမ်ဘာသာဝင်နေဆိုတော့နောက်ရက်ထီအောင်ထားရမဟုတ်ဘူးတည်သွားတဲ့လောင်းကိုပြင်ဆင်ပြီးတော့ချက်ချင်းအသူပါချကြတယ်ကံကောင်းတာကတော့ခတ်ထောင်တောင်လေးမြေပွားပွားလေးနဲ့သူကိုမြုပ်ထားတင်ញိုင်းမှာမြုပ်ထားလိုက်တာ9 နာရီလောက်ကြာတဲ့အခါကျတော့သူပြန်တတိယလာအသေးပဲနဲ့ပြန်တတိယပြန်တတိယပြီးတော့လူကလည်းလူငယ်ဆိုတော့ဖို့တဲ့မြေကြီးတွေကိုတွန်းဖယ်ပြီးတော့မြေကြီးပေါ်ကနေထွက်လာတယ်ထွက်လာပြီးတော့အိမ်ပြန်လာတယ်ပေါ့အဲ့တော့အိမ်ကလူတွေကတင်ញိုက်ပို့ပြီးတော့ချထားတဲ့ပုဂ္ဂိုလ်တယောက်အိမ်ပြန်ရောက်လာတယ်ဆိုလူရဲ့တဘာဝကြောက်တာပေါ့နော်လူလို့မထင်ဘူးတစ်စိတ်လို့ထင်ရှုံအောင်ပြောလို့မရအဲ့ဒါနဲ့သူကသူ့ကိုသေတယ်လို့ဆုံးဖြတ်ပေးတဲ့ဆရာအောင်ကိုတရားစွဲတယ်လို့ပြောတယ်အဲ့ဒီဇာလန်လေးကတော့သတင်းစာထဲမှာဖတ်ရတယ်ပေါ့နော်သတင်းစာထဲမှာဖတ်အဲ့တော့လွယ်မှားစွာဆုံးဖြတ်သွားတာရှိတတ်တယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားရဲ့ထေသနာတော်အရဆိုရင်လူတယောက်ဟာသေပြီဆိုတာဘာနဲ့ဆုံးဖြတ်တုံးဆိုအာယုဆိုတဲ့စီဝိတ္တိန်တွေလည်းချုပ်သွားပြီအဲ့ဒါချုပ်သွားသည့်အတွက်ကြောင့်ဥတ္တမဆိုတဲ့ကိုငွေ့လည်းမကြံတော့အဲ့ဒီနှစ်ခုကစီဝိတ္တရှိနေတယ်များကိုငွေ့လေးရရှိနေတယ်ကိုငွေ့ဆိုတာဘယ်နာမှနောက်ဆုံးရှိတာတော့ဆိုနှလုံးသားနာမှာနှလုံးခုန်တဲ့နာမှာကိုငွေ့လေးရချန်တတ်တယ်ပေါ့နော်အဲ့တော့ကိုငွေ့လေးရှိနေတဲ့အခါမှာအသက်ကရှိတယ်သိတယ်လို့ပြောလို့မရသေးဘူးအချင်းသိတဲ့ပုံစံဖြစ်နေတော့လည်းပဲကိုငွေလေးကလည်းကြံနေတယ်စီဝိတ္တိန်တွေကလည်းရှိသူတို့နှစ်ခုကတော့အပြန်အလှန်ထိမ့်သိမ်းဆောက်ရှောက်တာဒါကြောင့်မို့ရှင်သာရိပုတ္တရာကတရားဟောတဲ့ထဲမှာဆွေးနွေးထားရှိတယ်အာယုံပဋိစ္စဥတ္တမဥတ္တမပဋိစ္စအာယုဒီနှစ်ခုကအပြန်အလှန်မိတင်းပြီးတော့ဖြစ်နေကြတယ်အာယုကိုအမိပြုပြီးတော့ကိုငွေကိုအမိပြုပြီးတော့လဲအာယုရက်တည်တာဖြစ်တယ်ပေါ့အဲ့တော့အာယုကြောင့်ကိုငွေရှိနေတယ်ကိုငွေရှိနေလို့လဲအာယုကဆက်လက်ရှင်သန်နေတယ်
ဒီနှစ်ခုကအပြန်လာထိန်းကြီးထားတယ်လို့သူတို့ဆိုတယ်ပေါ့အဲ့တော့ဒီနေရာမှာမြတ်စွာဘုရားကဒီသုတ်တံမှာယဟန်တွေကိုဟောတယ်အပ္ပမိတံဘိက္ခွေမနုဿာနာအာယုယဟန်တို့လူတွေရဲ့ဒီအသက်ဆိုရဟာအလွန်တူတောင်းတယ်အသက်ဆိုတာတူတောင်းတယ်ဆိုတာလူတွေကတက်တန်းနဲ့ပြောမယ်ဆိုရင်အသက်တရားဓမ္မဆိုတော့အသက်တရားပို့ရင်လည်းနည်းနည်းပေါ့200ထိအောင်ရောက်တဲ့လူရှိဘူးလို့ဆိုလို့ဒါကတက်တန်းကာလနဲ့ life span လို့ခေါ်တယ်တက်တန်းကာလနဲ့ပြောတာအသက်အနေနဲ့ပြောမယ်ဆိုရင်တော့အလွန်တူတယ်ရှုပ်သက်နဲ့နံသက်ကပိုးပြီးတော့တူတယ်နံရဲ့အသက်ဟာမှတ်လို့လွယ်အောင်စက္ကန့်နဲ့ပြောမယ်ဆိုလို့ရှိရင်နံရဲ့အသက်ရဲ့တက်တန်းလေးကသူလည်းနန္တရားပဲလေစီဝိတဆိုတဲ့နန္တရားကခဏ3ခုပဲရှိတယ်ဆိုတာဖြစ်ခြင်းတည်တံ့ခြင်းချုပ်သွားခြင်းဖြစ်တည်ပြက်ပေါ့ဖြစ်တည်ပြက်ဆိုရခဏငယ်လေး3ခုပဲရှိတယ်ဖြစ်တည်ပြက်3ခုကိုခဏတစ်ခုလို့ခေါ်တယ်အဲ့ဒီမဲ့ခဏတစ်ခုဟာဖြစ်တဲ့အခိုက်ကတစ်ခုရပ်တန့်သွားတဲ့အခိုက်ကတစ်ခုပြတ်သွားတဲ့အခိုက်တန်တစ်ခုအဲ့ဒီ3ခုပေါင်းလို့ရှိရင်ဒါသူ့ရဲ့ခဏတည်တံ့နေတဲ့အချိန်ပိုင်းလို့သူတို့ဆိုလို့တယ်ပေါ့နော်ဘယ်ရပဲဖြစ်တာရဲ့ရှက်တန့်သွားတာရဲ့ပြတ်တာရဲ့2ခုရှိတယ်အလုံး3ခုရှိပေါ့နော်စဉ်းစားကြည့်လိုက်ခဲတစ်လုံးကိုကောင်းကင်ဘုပြစ်တင်လိုက်တယ်ဆိုတော့အဲ့မှာအခိုက်အတန့်ဘယ်နှခုရှိတော့ဆို3ခုရှိတယ်ခဲတစ်လုံးကိုအပေါ်မြောက်တိုက်တဲ့အခါမှာတက်သွားတဲ့အခိုက်အတန့်ရှိတယ်အတက်ရက်သွားတဲ့အခိုက်အတန့်ရှိတယ်ပြန်ကျလာတဲ့အခိုက်အတန့်ရှိတယ်ခိုက်တန့်3ခုပဲအဲ့ဒီမှာလေနော်တက်သွားတဲ့အခိုက်အတန့်ကိုဖြစ်ဥပါဒဖြစ်ခြင်းရှက်တန့်သွားတဲ့အခိုက်အတန့်ကိုထိတိတည်တံ့ခြင်းပြန်ကျလာတဲ့အခိုက်အတန့်ကိုပြည့်ခြင်းလို့ဖြစ်တည်ပြည့်ဆိုတာဘယ်နည်းအောင်ဆို3ခုစလုံးရှိတယ်နော်3ခုရှိတယ်အဲ့ဒါကိုခဏငယ်3ခုလို့ပြောတာသင်္ခါရတရားမှန်သမျှဖြစ်တည်ပြည့်အဲ့တော့နန္တရားတွေကျတော့ပို့ပြီးတူတယ်အလုံးကိုတူတယ်အလုံးလျင်မြန်သည့်အတွက်ကြောင့်ဖြစ်တည်ပြည့်ဆိုရင်တစ်ခုပြီးသွားနောက်တော့ဆက်ဖြစ်နေလို့သာရှိနေတယ်လို့ထင်ရတာတစ်ခုရဲ့တတ္တဟာလွန်တူတယ်ရုပ်ကြတော့ဒီဖြစ်တာကတော့တူတောင်းတဲ့ခဏလေးတစ်ခုပြတ်သွားတဲ့အချိန်ပိုင်းကလည်းတူတောင်းတယ်ဒါပေမဲ့တည်တံ့တဲ့အချိန်ပိုင်းကြီးကနည်းနည်းကြာတယ်ရုပ်ကြတော့သူကြတော့ဘလို့အတိုင်းတာနဲ့ပြောတော့ဆိုရင်စိတ်ပေါင်း18ချက်စိတ်ပေါင်း18ခုဖြစ်ပြသွားတယ်အဲ့စိတ်တစ်ခုမှာဖြစ်တည်ပြက်3ခုရှိတယ်18ခုတစ်ခုစီမှာ3ခုစီရှိသည့်အတွက်ကြောင့်51ခဏငယ်လေးတွေ50ခုရှိတယ်အဲ့တော့နန္တကဖြစ်တည်ပြက်ခဏအတူလေးအတွက်မှာပဲပြီးသွားတယ်ရုပ်ကြတော့ခဏငယ်ပေါင်း51တတန်းရှိတယ်လို့ဆိုလို့တယ်အဲ့တော့ရုပ်သက်နဲ့နန္တကကွာတယ်ပေါ့နော်အဲ့တော့ဒီလိုကွာနေတဲ့ရုပ်နဲ့နာဘယ်လိုလုပ်ပြီးတော့ရှင်တွဲပြီးတော့ဖြစ်နိုင်တယ်လဲရုပ်သက်ကကြာတယ်နန္တကတိုးတယ်ဘယ်လိုလုပ်ပြီးတော့ဒီနှစ်ခုကပူပေါင်းနေကြတယ်လဲအတူရှိနေကြတယ်လဲဘုန်းကြီးတို့ရဲ့ရုပ်ခန္ဓာကြီးရဲ့ခုနတိုးတောင်းတဲ့နန္တရားရဲ့စိတ်ရုပ်တစ်ခုအတွင်းရုပ်သက်တစ်ခုအတွင်းနံမောင်းက18ချက်ဖြစ်ပြသွားတယ်နံက18ချက်အဲ့ဒီမှာရုပ်သက်ကတစ်ခုပဲရှိသေးတယ်ရုပ်တစ်ခုရဲ့တက်တမ်းပဲရှိတယ်အဲ့ဒီလိုအမတန်မှကွာနေတယ်ကွာနေတာဟာဘယ်လိုလုပ်ပြီးရှင်တွဲပြီးဖြစ်နေကြတော့ဆိုထက္ကရာဆရာတွေကဥပမာပေးထားတာရှိတယ်လူတွားကြီးနဲ့လူပူလေးတဲ့
လူတော်ကြီးကခြေတလန်းလှမ်းလိုက်တဲ့အချိန်မှာအလွန်သက်တဲ့လူပုလေးက18လမ်းလှမ်းနိုင်တယ်နော်ဟိုကလူတော်ကြီးကအရက်ကျက်ထွားတော့သူ့ခြေလောက်ကြီးလွှဲပြီးတော့တလှမ်းလှမ်းလိုက်တဲ့အချိန်မှာဟိုကောင်ကပုလေးက18လမ်းလှမ်းပြီးသားဖြစ်သွားတယ်အဲ့တော့ तू က18လမ်းဒီကတလမ်းသူတို့နှစ်ယောက်ဟာရှင်ပြိုင်ပြီးသွားရင်တော့ဘယ်သူမှရှိမရဘူးဘယ်သူမှလည်းနောက်မကြဘူးနော်18လမ်းတလမ်း18လမ်းတလမ်းနဲ့သွားတဲ့အခါကျတော့သူတို့ဟာရှင်တွဲသွားနေတာအဲ့ဒီဥပမာပေးပြီးတော့ရှုံးတဲ့နန်းဟာတတန်းကာလချင်းမတူဘဲနဲ့ဘယ်လိုလုပ်ပြီးတော့ပူးတွဲပြီးစိုက်ပင်ဆိုင်နေလို့ရတယ်လဲဆိုတာအဲ့ဒါနန်းသက်ကလျင်မြန်နေဖြစ်တယ်ရှုပ်တဲ့တစ်ခုအတွင်းမှာနန်းသက်က18ချက်ပြတ်သွားပြီ18ခုဖြစ်သွားပြီရှုပ်ကတစ်ခုပဲရှိသေးတယ်သို့တော်လည်းတစ်ခုနဲ့တစ်ခုဟာညီမျှနေသေးတယ်ပေါ့နော်နှေးတာနဲ့ပြန်တာနှစ်ခုဟာညီမျှနေသေးတယ်လို့သူတို့ဆိုတယ်ပေါ့ဒါကစာပေမှာဆိုတယ်အဲ့တော့တက်တန်းဆိုတာရှုပ်တက်တန်းလဲတိုးတာပဲနန်းတက်တန်းလဲတိုးတာပဲနန္တတန်ကဘလောက်တူတော့ဆိုမျက်စိတမိတ်ကလေးပြက်တောင်တစ်ခတ်ကလေးအတွင်းမှာပြက်သွားတာပဲလေအမှန်တမ်းတူတာအဲ့ဒီလိုဖြစ်ပြီးပြက်သွားတဲ့အားရပြန်ပြီးတော့ဖြစ်နေသည့်အတွက်ကြောင့်ဒီလူကမသေးသေးဘူးလို့ထင်တာအမှန်တော့အချိန်ပေါင်းများစွာသူကသိဆုံးနေတာဖြစ်တယ်တနေ့မှာရုပ်တွေကများစွာပျက်စီးနေတယ်နန္တရားတွေကလည်းဖြစ်ပြီးတော့ပျက်စီးနေတယ်အဲ့တော့ဒီနေ့မှာအချိန်ပေါင်းများစွာသိဆုံးနေခြင်းဖြစ်တယ်သို့သောသိဆုံးနေတာကိုဘာလို့မသိသလဲလို့ဆိုရင်တန်တတိလို့ခေါ်တဲ့ဖြစ်စဉ်ကြီးရှိတယ် process ကြီးမြေတွေကရေတွေဟာစင်စမပြစီးနေသည့်အတွက်ကြောင့်မနေ့ကရေတွေရှိနေတယ်လို့ထင်တာတကယ်ကတော့မြေတွေဆင်းပြီးရေလေးတစ်ခွက်ခိုက်ယူလိုက်နောက်တစ်ခါပြန်ခိုက်ရင်အဲ့ဒီရေမဟုတ်တော့ဘူးတခြားရေတွေဖြစ်နေပြီတော့စင်စမပြဖြစ်နေလို့ तू ကရှိနေတယ်လို့ထင်နေကြတယ်တကယ်ကတော့ပြတ်သွားတာအဲ့ဒါပိုးထင်ရှားအောင်စဉ်းစားကြည့်မယ်ဆိုရင်အတန်ကြတော့အမှန်မှထင်ရှားတယ်အတန်ကြတော့ရှေ့အတန်ပြောင်းမှနောက်အတန်ပေါ်တာလေစကားပြောတဲ့အခါသိချာနားထောင်ကြည့်ရှေ့ကအတန်เนี่ยဖြစ်ပြီးပြတ်သွားတယ်နောက်ကအတန်ပေါ်လာတာစဉ်းစားမပြတ်ဖြစ်နေတဏှာဤပြောနေလို့ရှိရင်တဏှာဤအတန်တော့ကြားနေရမှာပဲသို့တော့စာပြီးပြောတဲ့အတန်မဟုတ်တော့ဘူးအတန်ဖြစ်ပြီးတော့ပျောက်သွားပြီရှေ့ပိုင်းဟာတွေအကုန်ပျောက်သွားတာအဲ့ဒါလိုပဲယုတ်တရားနတ်တရားတွေဟာပေါ်လာပြီးတော့ချက်ချင်းပျောက်သွားကြတယ်သို့တော့အဲ့ဒီပျောက်ခြင်းဟာအစင်ထာဝရပျောက်သွားတာမဟုတ်သည့်အတွက်ကြောင့်နောက်ကဆက်တိုက်လာနေသည့်အတွက်ကြောင့်ဒီ process လို့ခေါ်တဲ့တန်တတိချောင်းလူတွေဟာအနိစ္စကိုမမြင်နိုင်တာတဲ့မမြင်ဘူးဆိုတာမမြင်တော့မမြင်တာကိုမြင်ဖို့ရအတွက်ဘာလို့အောင်အဲ့ဒီဖြစ်စဉ်ကြီးကိုအသိဉာဏ်နဲ့ဖယ်ပြလိုက်လို့ရှိရင်တော့အပိုင်းလေးတွေဖြစ်လာတယ်အဲ့ကြတော့မှပြတ်တယ်ဆိုမြင်ရတယ်အနိစ္စဆိုမြင်ရတယ်ဒါကြောင့်ဝိသုဒ္ဓိမေမှာဆိုထားတာလေဒီဖြစ်စဉ်ကြီးကဖုံးနေသည့်အတွက်ကြောင့်ဖြစ်ပြီးပြတ်သွားတယ်ဆိုတဲ့အနိစ္စသဘောတရားကိုမမြင်ကြတာတဲ့အဲ့ဒီတန်တတိဆိုတာဖြစ်စဉ်ကြီးတစ်ခုဖယ်လိုက်ပြီးတော့တကယ်ဖြစ်ပြတ်သွားတဲ့အတိုင်းအတာကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဘယ်ရပဲဖြစ်ပြီးရင်ပြတ်သွားတယ်ဆိုတာထင်ရှားတယ်အဲ့ဒါကိုဆိုတာအဲ့တော့ဒီအနိစ္စဆိုတဲ့သဘောတရားကိုထင်ရှားသိအောင်အချိန်နဲ့စဉ်းစားကြည့်အောင်မနေ့ပိုင်းမှာနေထွက်လာတယ်နေထွက်လာပြီးညနေကျတော့နေဝင်သွားတယ်ဒါဖြစ်စဉ်ကြီးပဲနေဟာဟုတ်ခနဲ့ထွက်ပြီးတော့ဟုတ်ခနဲ့ဝင်သွားတာမဟုတ်ဘူးတရွေချင်းသွားတာအဲ့ဒါလိုပဲလူရဲ့ခန္ဓာကိုယ်မှာရှိတဲ့ယုတ်တိနံတွေအားလည်းပဲတလှမ်းပြီးတလှမ်းပြတ်သွားကြတာပဲเนาะ
တလန်းတစ်ခါပြက်တလန်းတစ်ခါပြက်အဲ့ဒီအပြက်တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်လူရဲ့အသက်ဟာသိပ်တိုးတောင်နေတစ်စက္ကန့်နဲ့မှပဲပြက်နေကြတယ်ပေါ့နော်ဖြစ်ပြီးပြက်နေအဲ့ဒါကိုရည်စူးလိုက်မယ်ဆိုလို့ရှိရင်လေမြတ်စွာဘုရားကအပ္ပမိဒံဘိက္ခွေမနုဿနာအာယုယဟန်တို့လူတွေရဲ့ဒီအသက်ဆိုတာအင်တမတူတောင်းနေလို့ပြောတာနော်အမတန်တူတောင်းနေတတန်းနဲ့ပြောမယ်ဆိုလို့ရှိရင်လေနှစ်တရာဆိုတာ1000နဲ့ဆိုင်တူတောင်းတာပဲလေခုကတတန်းတူတယ်အဲ့တော့အသက်တူတယ်ဆိုတာကိုသတိထားမိဖို့မြတ်စွာဘုရားဒီတရားကိုဟောတာရန်တို့လူတွေရဲ့အသက်ဟာအလွန်မဲ့တူတောင်းနေတဲ့ကမနိယောတံပရာယောနောက်ဘဝတစ်ခုသွားမှာဖြစ်တယ်ဒါဘယ်သူပဲဖြစ်ဖြစ်နောက်ဘဝသွားတော့ဒီဘဝမှာယက်တိလို့မရဘူးကြာကြီးယက်တိလို့မရဘူးဥပမာဘာနဲ့တူတော့ဆိုရင်သစ်ပင်တစ်ပင်ကသီးလာတဲ့အသီးဟာအညာမှာအသီးလေးတွေကတန်းလန်းလေးဖြစ်နေနေ့စဉ်နဲ့မြအဲ့ဒီအသီးရဲ့အနေရပါတော့ဆိုရင်အညာကနေလွတ်ပြီးအောက်ကိုကျွေးကြဖို့ပဲမကျွေးတဲ့အသီးဆိုတာရှိကုန်ရှိနော်အညာကနေပြီးတော့အသီးလေးကပြုတ်ကြမှာပဲတနေ့မဟုတ်တနေ့ပြုတ်ကြမှာသူတို့ဆိုလို့အဲ့တော့လူရဲ့အသက်ဟာလည်းပဲတနေ့မဟုတ်တနေ့ပျောက်သွားမှာပဲပျောက်သွားရင်ဒီအခြေအနေမဟုတ်ဘူးအခြေအနေတစ်ခုကိုရောက်သွားတယ်အဲ့ဒါကိုပြောတာခမနိယောတံပရာယောနောက်ဘဝဆိုတာသွားရမှာပဲတဲ့ဒါကလူသဘာဝကိုပြောတာအသက်ဆိုတာလွန်တူတယ်နောက်ဘဝဆိုတာသွားရမှာဖြစ်တယ်အဲ့တော့ဘာလုပ်ရအောင်ကတ္တပံကုသလံအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာပေးနိုင်တဲ့အလုပ်မျိုးတွေကိုလုပ်တဲ့နယ်ဒါဘုရားရဲ့ဆုံးမထားပဲနော်ယတ္တိနေရာမှာမဟုတ်သည့်အတွက်ကြောင့်ပြစ်ကင်းတဲ့ကုသိုလ်လုပ်တွေကိုလုပ်တဲ့နယ်လုပ်ပါထာဝရမြဲနေတာမဟုတ်သည့်အတွက်ကြောင့်ကောင်းတာတွေကိုလုပ်ပါလို့တိုက်တွန်းစရိတ္တပံဗျမစရိယမြတ်သောအကျင့်ကိုကျင့်ပါမြတ်သောအကျင့်ဆိုတာဘာပြောတာမဂ္ဂင်၈ပါးအကျင့်မဂ္ဂင်၈ပါးအရှင်းဆိုတာဘာကိုပြောတာတော့သီလသမာဓိပညာသီလကိုအခြေခံပြီးတော့သမာဓိကိုထူထောင်သမာဓိထူထောင်ပြီးအသိပညာရအောင်လုပ်ပါလို့ပြောတာအဲ့တော့ပညာဆိုတာလောကမှာတော့လူတွေကဒီအသက်မွေးဝမ်းကြောင်းပညာကိုလည်းပညာလို့ခေါ်ကြတာ။ကျောင်းတွေမှာသင်တာကိုလည်းပညာသင်တယ်လို့ပြောတယ်။ကောလိပ်တို့တက္ကသိုလ်တို့သင်တာလည်းပညာသင်တယ်လို့ပြောတယ်။တကယ်တော့အဲ့ဒါတွေဟာပညာလားလို့ဆိုမဟုတ်ဘူး။တကယ်သင်နေတာ subject matter တွေပဲသင်တာလေ။အကြောင်းအရာတစ်ခုခုသင်တာပဲဖြစ်တယ်။အဲ့ဒီအကြောင်းအရာကိုလက်တွေ့အသုံးချပြီးသိတဲ့အခါမှာပညာဆိုတာလားအဲ့ဒီသင်ယူတဲ့ဟာကိုသုတ္တလို့ပဲခေါ်တယ်ပညာလို့မခေါ်ဘူးပါဠိမှာပညာကြတော့လက်တွေ့ကြားဘူးတာကိုအခြေခံပြီးတော့လက်တွေ့လှုပ်လှုပ်တဲ့အခါမှာအသိပညာဆိုပေါ်လာတာအဲ့ဒါကြမှာ wisdom လို့ခေါ်ရမှာအဲ့တိုင်းပဲဒါကြောင့်မို့ဒီဖြမစရိယမြတ်သောအကျင့်ဆိုတာသီလကိုအခြေခံလိုက်သီလကိုအခြေခံပြီးတော့စိတ်တည်ငြိမ်မှုကိုကြိုးစားစိတ်တည်ငြိမ်လာပြီဆိုရင်သဘာဝအမှန်တရားတွေကိုသိလာလိမ့်မယ်အဲ့တော့ဘယ်လိုဒါကြောင့်မို့လို့မြတ်သောအကျင့်ကိုကျင့်ပါဆိုတာအဲ့ဒါလုပ်ခိုင်းတာပဲအဲ့ဒါဒီသီလကိုအခြေခံထားမှသမာဓိလုပ်မှလွယ်လွယ်ကူအောင်နိုင်တာသီလမရှိတဲ့ပုဂ္ဂိုလ်ကစိတ်ကိုထိန်းလိုက်တာနဲ့တပြိုင်နက်သူမဟုတ်တာလှုပ်ထားတာတွေကအရှိုးရှိုးဝင်လာတယ်ကိုမဟုတ်တာလှုပ်တာကိုပဲသိတာကိုသူများအသိချင်မှသိမှာပေါ့နော်အဲ့တော့မဟုတ်တာလှုပ်ထားတာတွေသိလာတဲ့အတွက်ကြောင့်စိတ်ကိုရက်အာယုန်တစ်ခုတည်းပေါ်မှာရက်တတ်ဖို့သူဘယ်လိုပဲကြိုးစားမရအောင်အာယုန်ဒီပုံရိပ်တွေကထိုးဝင်လာတာဥပမာမဲ့အင်္ဂုလိမာလာဆိုလူဘွားတော်ကသူဟာပင်ကိုကမိုက်မဲတဲ့စရိုက်မရှိတော့လည်းပဲ
ဆရာရဲ့စိတ်ခိုင်းတဲ့ကြောင့်သူကလူမိုက်ဘဝရောက်သွားတယ်လူတွေတပ်ပြီးလက်ညှိုးဖြတ်တဲ့လူသက်သမားကြီးဖြစ်ရောက်သွားမြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာမြတ်စွာဘုရားတရားကိုနာရပြီးသူကအဲ့ဒီအလုပ်ကိုလူတွေတတ်တဲ့အလုပ်ကိုရဆိုင်ပလိုက်တယ်မြတ်စွာဘုရားပေးတဲ့ကမ္မထံကိုသူထိုင်တယ်တရားထိုင်လိုက်တာနဲ့ဘာတွေတွေ့တော့တော်ထဲမှာသူလူတွေကိုလိုက်တတ်နေတာတော့တော်တွင်ကသူနေခဲ့တဲ့ဘဝအခြေအနေတွေကပဲလွှမ်းမိုးနေတာအဲ့ဒီပုံရိပ်တွေကိုသူဖယ်လို့မရဘူးသူလိုက်တတ်လို့အော်ဟစ်ပြေးသွားကြတာအမေမတတ်ပါနဲ့အဖေမတတ်ပါနဲ့သူမတတ်ပါနဲ့အော်ကြဟစ်ကြသွေးရဲတန်ရဲအဲ့ဒီပုံရိပ်တွေပဲသူကောင်းတဲ့ရောက်တရားထိုင်လိုက်ပြီဆိုရင်ရှူရှူရောက်လာတယ်တမာတိဘယ်လိုလုပ်ရမရနောက်ကြတော့မြတ်စွာဘုရားကရဟန်းဝတ်တဲ့အချိန်ကစပြီးတော့မင်းဘယ်သူမှမတတ်တော့ဘူးမဟုတ်လားအဲ့တော့ရှေ့ပိုင်းကလုပ်ခဲ့တာတွေမေ့ထားပြီးတော့ရဟန်းဘဝကနေစပြီးဒီဘက်ကိုကြည့်လိုက်လို့အဲ့ဒီကြတော့မှအတော်သင့်စိတ်ချမ်းသာရပြီသူတရားထိုင်လို့ရသွားဟောအဲ့ဒီလိုနီးပေးလိုက်မှအဲ့ဒီပုံရိပ်တွေကရုတ်တရက်မနှောက်ယှက်တော့တာဖြစ်တယ်။နှုတ်ဆိုရင်မကောင်းတဲ့လှုပ်ထားတဲ့လူတယောက်ကမကောင်းတဲ့ပုံရိပ်တွေကစိတ်ကိုထိန်းချိုးလိုက်တာနဲ့တပြိုင်နက်ရှူရှူရောက်လာတတ်တယ်။ရှူရှူရောက်လာပြီးဒီပုဂ္ဂိုလ်ဟာတမာတိကိုမရနိုင်ဘူး။ဒါကြောင့်မို့သီလဆိုတာတမာတိရဖို့အတွက်ညာကြီးထောက်ကူဖြစ်တယ်။ကိုချင်းသီလကောင်းနေတဲ့ပုဂ္ဂိုလ်ကြတော့ငါမဟုတ်တာလုံးမထားဘူး။ကိုကြည့်လိုက်ရင်အပြစ်ကကင်းစင်နေတယ်။ပြစ်ကင်းစင်တော့စိတ်ချမ်းသာတယ်။စိတ်ချမ်းသာတဲ့အတွက်ကြောင့်သူကပီတိဖြစ်တယ်။ပီတိဖြစ်လို့ကိုယ်စိတ်ငြိမ်းချမ်းတယ်။ငြိမ်းချမ်းလို့ချမ်းသာတယ်။ချမ်းသာလို့တမာတိကအလွယ်တကူဖြစ်တယ်။ဒါမှမဟုတ်သီလနဲ့တမာတိဆိုဆက်ဆက်နေတာ။သီလရှိအောင်ကြိုးစားရတယ်။သီလရှိရင်တမာတိဆိုတဲ့စိတ်တည်ငြိမ်မှုရလာတယ်။အဲ့ဒီတမာတိရှိပြီဆိုတော့မှတကယ်အစစ်မှန်တွေကိုမြင်နိုင်တဲ့ပညာသိတဲ့ပညာဆိုတာလာတယ်အဲ့ဒါတော့ပညာဆိုတာပညုတ္တရသဗ္ဗေဓမ္မလို့ဆိုတဲ့အတိုင်းကုသိုလ်တရားတွေထဲမှာတော့ပညာဟာလမ်းဆုံးပန်းတိုင်ပဲဖြစ်တယ်ပေါ့အဲ့တော့ဝိပဿနာပညာနဲ့ရှုတရားနံတရားရဲ့သဘာဝကိုသိရှိနားလည်တဲ့အဆင့်ကိုရောက်သွားတယ်အဲ့ဒါအတွက်စရိတပံဗြဟ္မစရိယံဆိုဒီစကားလုံးလေးအဲ့ဒါကိုပြောတယ်နော်သီလအကျင့်တမာတိအကျင့်ပညာအကျင့်ကိုကျင့်မှာဒါမြတ်သောအကျင့်ပဲတူတောင်းနေတဲ့တက်တန်းလေးမှာတန်မိုးရှိတဲ့အလုပ်တွေကိုလုပ်ဖို့ပြီးတော့တတိပေးတာမြတ်စွာဘုရားနတ္ထိသာတတအမရဏလူလောကမှာမွေးလာတဲ့ပုဂ္ဂိုလ်မသေးဘူးဆိုတာမရှိဘူးတဲ့သိကြပါသေးဘယ်လိုဖြစ်ဖြစ်မသေးတဲ့လူမရှိသို့တော်လည်းဗမာပြည်မှာကြည့်လေဓာတ်လုံးရည်စိန်တောက်တာတို့ဖိုးထိုးတာတို့အဲ့ဒီလှုပ်ပြီးတော့ဝိဇ္ဇာစောကြီးနဲ့မသေးဘူးလို့ထင်ပြီးလှုပ်နေကြတယ်မြတ်စွာဘုရားစကားအရာဆိုရင်သိခြင်းတရားကိုကာကွယ်နိုင်တဲ့နည်းဆိုလောကမှာမရှိဘူးဗမာပြည်မှာတော့အရှင်အတွက်တို့အသေးအတွက်တို့လှုပ်နေကြဒါယုံကြည်ချက်တစ်ခုသာဖြစ်မယ်နော်အဲ့တော့အသေးတဲ့ပုဂ္ဂိုလ်ဆိုတာတော့မရှိဘူးတော့မသေးတာတော့မဟုတ်သေးသွားတာဥပ္ပသူတို့ကအရှင်အတွက်တို့အသေးအတွက်တို့လှုပ်နေကြတာသေပြန်တော့လည်းထွက်သွားတယ်လို့ပြောတာဘယ်သူပဲဖြစ်သေရင်တော့ထွက်သွားမှာပဲလေပါထွက်တာအသက်ထွက်သွားတာပဲအဲ့ဒါတခုတော့သစ္ဆုံးခြင်းဟာဘဝကိုဆုံးသက်တာတခုပဲဖြစ်တယ်ပေါ့အဲ့ဒါကိုဘယ်နည်းနဲ့မှလူဘဝမသေးအောင်ကြိုးစားလို့မရဘူးဆိုတာဒါပြောပြတာနော်နတ္ထိသာတတအမရဏသာတတလူဘဝမှာမွေးဖွားလာပြီဆိုလို့ရှိရင်အမရဏမသေးဘူးဆိုတာနတ္ထိဘယ်တော့မှမရှိဘူးမရှိနိုင်ဘူးတဲ့နော်မြတ်စွာဘုရားလူစိတ်တက်ကိုပိုင်နိုင်ပြီးတော့ကိရိတာအညစ်အကြေးတွေကိုဖယ်ရှားလို့စိတ်ကိုပိုင်နိုင်တဲ့ပုဂ္ဂိုလ်တောင်မှပဲသက်80ကျပြိဋိဘံဆံသွားတာပဲလေပြိဋိဘံဆံသို့သောဘုရားပြိဋိဘံဆံတာကိုပဲ
ဘုရားဘာသာခိုင်ခွဲတွေကလက်မခံကျင်သေးဘူးအဲ့ဒါတော့ဒီဟိန္ဒူဝါဒတွေတခြားဝါဒတွေရောနှောပြီးတော့လူတွေရဲ့အတွေးပေါ့နော်သေရာသိပင်လင်းဒါWestern Paradise တို့အေချမ်းတဲ့ဘုံဘဝမှာသွားရှိနေသေးတယ်လို့ကြားညပြန်ပြီးရင်တခါဖះအနေနဲ့ပြန်ပွင့်အောင်မယ်လို့လူယုံကြည်တဲ့ဘုရားဘာသာတွေရှိတယ်လေဘုရားဘာသာကိုယ်ွယ်တွေတရုတ်ပြည်တို့ဂျပန်တို့ကိုရီးယားတို့မှာရှိတဲ့မဟာယာနဘုရားဘာသာတွေကအဲ့လိုပဲအပိသိသွားတာမဟုတ်ဘူးဂေါရမဖះသည်ပဲနဲ့ဟိန္ဒူဝါဒအရာကြတော့ဂေါရမဖះပြန်ပြီးတော့လူဝင်စားဖြစ်နေတာသိတာမဟုတ်ဘူးဒီထေရဝါဒဗုဒ္ဓဘာသာရတာဖះပြိဋိဘံဆံသွားပြီဆိုပြိဋိဘံဆံသွားတယ်ဆိုငြိမ်းသွားတာကိုပြောတာငြိမ်းသွားတာဆိုတာဘာကိုပြောတာတော့မိတော့ကလေးတောင်းနေတယ်မိလေးငြိမ်းလိုက်တယ်ဘယ်ရောက်သွားတော့ဘယ်မှရောက်သွားလို့ရှာလို့မရတာနော်မိလေးငြိမ်းသွားတယ်လို့ခန္ဓာငြိမ်းသွားတာဝဲတာပြိဋိဘံဆံတယ်လို့ပြောတယ်အဲ့တဏှာမှာသွားနေတာမဟုတ်သို့တော့ဟိန္ဒူဝါဒနဲ့အခြားဘာသာဝါဒတွေမှာကြတော့တကယ်ကိုထာဝရပုံရောက်သွားပြီးတော့ရှိနေတယ်လို့ယူဆပြန်တယ်ကိုရောမြတ်စွာဘုရားရဲ့ဒီဟိန္ဒူဘုရားကျောင်းတွေမှာဆိုလို့ရှိရင်ကိုရောမြတ်စွာဘုရားကိုနဝမကိုခုမြောက်နေရာမှာသူတို့ထားတယ်ပြမကြီးကပထမနေရာမှာဖိတနိုးနတ်ကဒုတိယနေရာမှာတိဝနတ်ကတတိယနေရာမှာအဲ့လိုထားပြီးဂေါရမဗုဒ္ဓကနံပါတ်9နေရာမှာအဲ့ဒီခိန္ဒူဘုရားကျောင်းနေမှာအဲ့လိုထားဂေါရမဗုဒ္ဓရုပ်တုရှိတယ်အဲ့သူတို့ဘယ်လိုယူဆတော့ဆိုနဝမအဝတ္တာရာဖိတနိုးနတ်ကြီးဟာသေတော်ကြီးပြန်ဝင်စားတာပြန်ဝင်စားတာအဲ့တော့ဂေါရမဘုရားလည်းအဲ့လိုပြန်ဝင်စားနေတယ်တိဘက်ဗုဒ္ဓဘာသာတွေဆိုတာလည်းဒီလိုပဲဝင်စားတာပဲလေအဲ့ဒါကို reincarnation လို့ခေါ်တယ် reincarnation တိဘက်ဗုဒ္ဓဘာသာတွေမှာ reincarnation သိပြီးရင်ထပ်ဝင်စားနေတာအဲ့တော့ဒီထေရဝါဒဗုဒ္ဓဘာသာမှာအဲ့လိုမရှိဘူးအဲ့ဒီစကားလုံးကထေရဝါဒဗုဒ္ဓဘာသာအတွက်မဟုတ်ဘူးတိဘက်ဗုဒ္ဓဘာသာအတွက်တောက်တဲ့စကားလုံးပဲဖြစ်တယ်အဲ့တော့ဗုဒ္ဓဘာသာဖြစ်တာတောင်မှပဲဒီရသော်ဗျာရဲ့ဟောတဲ့အတိုင်းမူရင်းအတိုင်းမဟုတ်ဘဲနဲ့အတွေးတွေနဲ့ပြန်ပြီးတော့လက်ခံတဲ့ဗုဒ္ဓဘာသာတွေဖြစ်ကုန်တယ်ရသော်ဗျာအနေနဲ့ကတော့တန်တရားနဲ့နိဗ္ဗာန်ဆိုတန်တရားဆိုတာခန္ဓာရှိတာနိဗ္ဗာန်ဆိုတာခန္ဓာမရှိတာအဲ့တော့ခန္ဓာလွဲလို့ဘာရှိတော့ဘာမရှိဘူးခန္ဓာမရှိဘူးဆိုရင်ဘာမရှိဘူးဖြစ်သွားတာပဲလေခန္ဓာဖြစ်နေတာကတန်တရားခန္ဓာလုံးဝချုပ်သွားတာကနိဗ္ဗာန်နိဗ္ဗာန်မှာဘာရှိလဲခန္ဓာမရှိသည့်အတွက်ကြောင့်လူတွေကခန္ဓာကိုကြည့်ပြီးတော့ဒါလူပဲဒါနတ်ပဲဒါတိရစ္ဆာန်ပဲနဲ့သတ်မှတ်လို့ရတာလေခန္ဓာမှမရှိရင်ဘာနဲ့တော့သတ်မှတ်လို့လည်းမရဘူးသတ်မှတ်ပြီးတော့ပြောစရာမရှိတော့ဒါကိုအပညတိကောလို့ခေါ်တယ်အမည်ပေးစရာမရှိတော့ခန္ဓာကိုကြည့်ပြီးမှသာအမည်ပေးလို့ရတာကိုလူပုံစံတူရင်လူလို့ခေါ်လိုက်တာပေါ့လူတဲ့ပိုချမ်းသာတာနတ်လို့ခေါ်လိုက်တာပုံစံကြည့်ပြီးခေါ်တာပဲလေတိရစ္ဆာန်ကြတိရစ္ဆာန်နွားကြနွားခွေးကြခွေးပုံစံနေမျိုးအဲ့တော့ခန္ဓာမရှိလို့ရှိရင်ဘာလို့ခေါ်မှာဘာမှခေါ်လို့မရဘူးဒါကြောင့်အပညတိကောဖော်ပြလို့မရတော့ဘူးဒါထေရဝါဒဗုဒ္ဓဘာသာမှာကြတော့ခန္ဓာရှိတာကတန်တရားခန္ဓာမရှိတော့တာကနိဗ္ဗာန်ဒါရှင်းနေပဲသူမရှိတာလားလို့ဆိုမဟုတ်ပြမစရိယဆိုကျင့်စဉ်ကိုကျင့်ပြီးတော့ခန္ဓာရှိခြင်းရဲ့အကြောင်းဖြစ်တဲ့ကံနဲ့ကိလေသာကုန်အောင်လုပ်တာပဲကံနဲ့ကိလေသာကုန်သွားလို့ရှိရင်
ဒီခန္ဓာဆိုမလာတော့ဘူးဒီလိုဆိုလို့တယ်နော်ဒါကြောင့်မို့မြတ်စွာဘုရားခန္ဓာရှိနေလို့ရှိရင်နတ္ထိသာတတ္တအမရဏမွေးလာတဲ့ပုဂ္ဂိုလ်မသေးဘူးဆိုတာမရှိဘူးတဲ့တက်တန်းနဲ့ပြောမယ်ဆိုလို့ရှိရင်ယဟန်တို့လူလောကမှာအသက်ရှိဆုံးဆိုတဲ့ပုဂ္ဂိုလ်ဟာအနှစ်တရာပဲဖြစ်တယ်တရားတဲ့နည်းနည်းပို့တာလည်းရှိတယ်။မြတ်စွာဘုရား80ပဲနေရှင်အနန္ဒာတို့ကျတော့120ရှင်ဘာကုလကျတော့160ရှင်နုရုဒ္ဓ150ဒီလိုတက်တန်လေးတွေဘုရားလက်ထက်မှာအသက်ရှိဆုံးကတော့ရှင်ဘာကုလပဲလူဘဝနဲ့280ရဟန်းဖြစ်ပြီးတော့280တက်160နေရတယ်အဲ့ဒီလိုမြတ်စွာဘုရားလူသဘာဝကိုအသက်နဲ့ပတ်သက်ပြီးတမေတမောကြီးအသက်ရှိတယ်လို့ထင်ပြီးတော့မေ့ပြီးတော့မကောင်းတာတွေမလုပ်ဖြစ်အောင်ကောင်းတာတွေကြိုးစားဖို့ဆိုပြီးတော့ယဟန်တွေကိုဟောတဲ့အခါမှာမဏ္ဍကြီးကပုံမဖော်ပဲနဲ့အတန်မဏ္ဍရဲ့အတန်ဝင်လာတယ်ဖះစကားဟောပြောနေတဲ့ခြားထဲမှာမဏ္ဍကဘာဝင်ပြောတာတော့ဆိုထီကမာယုမနုဿာနနန္နဟိလိသူပောရိတောလူရဲ့တတန်းဆိုတာရှေးပါတယ်နော်သူကမတူပါဘူးရှေးပါတယ်ဖះစကားကိုလည်းပဲဖြတ်တာပေါ့နန္နဟိလိသူပောရိတောလူတော်လူကောင်းတယောက်အနေနဲ့အသက်ကိုမရှုတ်ချပါနဲ့စရိယခိရမတောဝါနှုတ်ကိုအာရပါရစုပ်ပြီးတော့နေတဲ့ကလေးပေါက်စာလေးဟာသူသေဖို့ဘယ်လိုမှမစဉ်းစားသလိုပဲဟုတ်တယ်လေကလေးပဲသိမလဲမိခင်ရဲ့နှုတ်ရည်ကိုစုပ်ပြီးတော့နှစ်ချိုင်နေတဲ့ကလေးလေးဟာပြောနေတယ်လို့ပဲစရိယခိရမတောဝါနှုတ်ဆုပ်နေတဲ့ကလေးလေးလို့ပြောနေစမ်းမှာသေမာတွေမတွေးပါနဲ့ပြောနေပါနတ္ထိမစ္ဆုဒအာဂမောသေခြင်းတရားဆိုသေခြင်းတရားရဲ့ရောက်လာတဲ့ဆိုတာမရှိပါဘူးဖျားတရားတော်ကိုတိုက်ရိုက်ဆန့်ကျင်ပြီးတော့ညင်ချက်ထုတ်ပြီးတော့ပြောလိုက်တာဒါ reject လုပ်တဲ့ခေါ်တာပေါ့နော်ဖျားဟောတဲ့စကားကိုညင်ပယ်လိုက်တော့အဲ့ဒီမှာမြတ်စွာဘုရားဒီအတန်ရှင်ကဘာလို့လဲလို့ကြည်တော့မနှက်ဖြစ်တယ်မနမန်သိတော့ချက်ချင်းတုံ့ပြန်ပြောလိုက်တယ်အပ္ပမာယုမနုဿာနမဟုတ်ဘူးလူရဲ့သက်စွာတန်တိုးတယ်ဟိလိယနံသူပုရိသောလူတော်လူကောင်းတယောက်အနေနဲ့အသက်ကိုချီးမွမ်းတတ်ဘူးတဲ့အမတမတိုးတယ်ရှုတ်ချရမှာဖြစ်တယ်စရိယဒိဋ္ဌတိသောဝါခေါင်းကိုမီးလောင်နေတဲ့ပုဂ္ဂိုလ်ဟာအရေးတကြီးအေးစစ်စစ်နေလို့မရှိဘူးမရဘူးလေခေါင်းမီးလောင်နေပြီဆိုရင်ညှိမ့်သက်ဖို့ကြိုးစားရမယ်ခေါင်းမီးလောင်နေတဲ့ပုဂ္ဂိုလ်လိုပဲနေရမယ်နော်အေးစစ်စစ်နေလို့မရဘူးခေါင်းမီးလောင်နေတဲ့ပုဂ္ဂိုလ်ဒီခေါင်းမီးငြိမ်းအောင်ကြိုးစားရတယ်လို့ပဲကြိုးစားရမယ်နတ္ထိမစ္ဆုဒနာဂမောသေခြင်းတရားမရောက်လာဘူးဆိုတာမရှိဘူးသေချာပေါရောက်လာမှာဖြစ်တယ်မြတ်စွာဘုရားကအဲ့လိုတုံ့ပြန်ပြောလိုက်တဲ့အခါမဏ္ဍကြီးကအဲ့ဒီနေရာမှာပျောက်ကွယ်သွားတယ်တဲ့ဒါက9နံပါတ်3 10နံပါတ်3ကလည်းပဲအဲ့ဒီအတိုင်းပဲမြတ်စွာဘုရားယဟန်တွေကိုတရားဟောတယ်တတန်းရဲ့တိုးတယ်ဆိုတာတွေကိုဟောနေတဲ့အခါမှာမဏ္ဍကဘာဝင်ပြောတော့ဆိုနိစ္စယန္တိအဟောရတ္တာနိစ္စယန္တိအဟောရတ္တာဆိုတာနေ့ရညတွေဟာကုံဆုံးသွားတာမဟုတ်ပါဘူးလာနေတာပဲမြဲမြဲလာနေတာကုံသွားတာမရှိဘူးပေါ့ဟောကုံသွားတာမရှိဘူးဆက်လာနေမှာပဲနိစ္စယန္တိအဟောရတ္တာနေ့ရညတွေဆိုတာဘယ်တော့မှကုံမသွားဘူးစီဝိတံနုပရုဇ္ဇတိလူရဲ့အသက်ဆိုတာလေဘယ်တော့မှချုပ်ဆုံးသွားတာမဟုတ်ဘူးအာယုအနုပရိယယတိမစ္ဆနာလူတွေရဲ့နောက်တတန်းဆိုတာဟာစင်စမဲ့ပြဖြစ်နေတာတဲ့အသက်ဆိုတာစင်စမဲ့ပြဖြစ်နေတာဥပမာမေနေမီဝရထကုပ္ပရံလက်ပင်ကြီးဟာလက်အိမ်နောက်ကနေလိမ့်ပြီးလိုက်နေတယ်လို့ပဲအသက်ကလည်းပဲ
လူတွေသွားရနောက်ကလိုက်နေမှာပဲဆိုပြီးတော့ဒီဓမ္မအမြင်ရဲ့ဆန့်ကျင်မဲ့စကားတွေကိုလာပြီးတော့ဝင်ရောက်ပြီးတော့ပြောဆိုတယ်အဲ့လိုပြောဆိုတဲ့အခါမှာမြတ်စွာဘုရားဘာတုံ့ပြန်လိုက်တုံးဆိုဣစ္ဆယန္တိအဟောရတာမင်းပြောတာလုံးဝမဟုတ်ဘူးနေ့ရညတွေဆိုတာကုံဆုံးနေတာအဲ့ဒါမှသိတာလေအခုတစောင်းမုန်းလိုက်ပြီးတော့2ရက်ဖြစ်သွားပြီလေတစောင်းမုန်းလိုက်ပြီးနေပြီးသွားပြီလက်ပြ1ရက်ပြီးသွားပြီနေလက်ပြ2ရက်ရောက်နေပြီလက်ပြဆို3ရက်ကုံဆုံးနေတာပဲလေနေ့ရရက်တိစာဒါမို့ဣစ္ဆယန္တိအဟောရတာနေ့ရညတွေဆိုတာကုံလွန်နေတာသာဖြစ်တယ်ဇီဝိတံဥပါဒုစီနေ့ရညတွေကုံနေတယ်လို့ပဲအသက်ဆိုတာလည်းပဲရော့ရော့သွားတာတဲ့ချုပ်ငိမ့်ပြီးတော့သွားတာပဲတဲ့အာယုခိယတိမစ္ဆာနာလူတွေရဲ့အသက်ဆိုတာတဖြည်းဖြည်းကုံသွားတာဘာနဲ့တူတော့ဆိုကုံနတိဝဩရကုံနတိဝဩရကံကုံနတိဤဝဩရကံဒီမြေချောင်းအင်းအိုင်နေတဲ့မှာရှိတဲ့ရေဟာခန်းခန်းသွားတာနောက်ဆုံးကြလို့ရှိရင်ရေလုံးဝခြောက်သွားသည်ထီအောင်ဖြစ်တယ်ပေါ့ရေဟာတဖြည်းဖြည်းခန်းတယ်အဲ့တော့မြေချောင်းအင်းအိုင်အသေးလေးတွေမှာရှိတဲ့ရေတွေဟာခန်းခန်းသွားလို့လူတွေရဲ့အသက်ဟာလည်းပဲကုန်ခန်းနေတာသာဖြစ်တယ်သူဆိုလိုတယ်နော်ဒါမြတ်စွာဘုရားအနေနဲ့ကဒါမနက်ပြောတဲ့စကားကတော့လူတွေကိုပြောနေဖို့ပြောတဲ့သဘောပဲခဏခေတ်မှလည်းလူတွေကပြောကြတယ်လေအသက်တူတယ်တော့ခဏခေတ်ကတော့ပြောတယ် life is too short that's what they do တယ် too short တူတယ်လို့ပြောပြီးတော့ဘာလို့တော့ enjoy yourself မင်းမပျော်ကြီးနေလို့ပြောတာတတန်းတူတယ်ပျော်နေရမယ်လို့ပြောတာမြတ်စွာဘုရားကြတော့အဲ့လိုမဟုတ်ဘူးနော်အေးတတန်းဆိုတာတူတယ်မှတ်တမဲ့မနေကြနဲ့ကောင်းတာတွေရအောင်ကြိုးစားကြတမိုးရှိတာလောက်ကြလို့သူတို့ဟောတာအဲ့တော့အာယုခိယတိမစ္ဆနံကုဏ္ဏတိဝဩရကံမြင့်ငယ်ချောင်းငယ်လေးတွေမှာရေဟာတနေ့ပြီးတနေ့ခန်းခန်းရော့သွားတယ်လို့လူရဲ့အသက်ဟာလည်းတနေ့ပြီးတနေ့ရော့သွားတာတဲ့ကုံဆုံးပဲကိုရောက်သွားမယ်လို့ဆိုလို့တယ်ပေါ့နော်အများရန်ရှိနေမှာမဟုတ်အဲ့ဒီလိုတုံ့ပြန်ပြီးတော့မြတ်စွာဘုရားကပြောလိုက်တယ်ဒါက73မြောက်သုတ်တန်တစ်ခုနောက်7ခုမြောက်သုတ်တန်မှာတော့ပါတာနာသုတ်တန်လို့ခေါ်တယ်အဲ့ဒီသုတ်တန်မှာလည်းပဲဒီသုတ်တန်လေးတွေကအတူလေးတွေပဲမြတ်စွာဘုရားကအဲ့တုန်းကရာဇဂုတ်မြို့ခေစကုတ်တောင်မှာနေတာခေစကုတ်တောင်တော့ရကြောင်မှာနေတာအဲ့တော့မြတ်စွာဘုရားဆိုတာအမတန်လုံလဝိရိယကောင်းတာလုံလဝိရိယအမတန်ရှိတယ်ဒါကြောင့်မို့ညမှောင်မိုက်တဲ့အချိန်ထဲမှာကောင်းကျောင်းအပြင်ထွက်ပြီးတော့ထိုင်တယ်မြတ်စွာဘုရားလားညမှောင်ကြီးထဲမှာကျောင်းအပြင်ထွက်ပြီးတော့ထိုင်နေတယ်အဲ့ဒီအချိန်လေးမှာမိုးရသည်ဖြစ်လို့မိုးပေါက်ကလေးတွေကလည်းတစ်ပေါက်ကြာလာမိုးပေါက်ကလေးတွေနည်းနည်းကြာတယ်အဲ့ဒီမှာမြတ်စွာဘုရားထိုင်နေတော့မြတ်စွာဘုရားထိုင်နေတဲ့နားလေးမှာဘုရားကိုလာပြီးတော့6လမ်းနှောက်ရှက်တဲ့အနေနဲ့မနက်ကအနီးနားမှာဘာတွေလုပ်တော့ဆိုကြောက်တုံးတွေတတုံးနဲ့တတုံးတောင်မွားနေပြီးကြောက်တုံးတွေကိုပြစ်ချတယ်နော်တောင်မွားတွေကြောက်တွေကိုလှိမ့်ချတယ်ဆိုတာလိန်ကြတဲ့အတန်လေးကြောက်ချင်းရိုက်ခတ်တဲ့အတန်လေးနဲ့ဆူနေမှာပဲလေဩနဲ့တော့မြတ်စွာဘုရားကိုတော6တယ်ဆိုတာလို့ကြောက်တုံးတွေကိုလှိမ့်ချပြီးတော့အတန်ကြောက်အောင်လုပ်နေတယ်အဲ့ဒီမှာမြတ်စွာဘုရားကြည့်လိုက်တော့ဒါမနက်လုံနေတာမှန်သိတော့သူ့ရွယ်ချက်ကဘုရားကို6လှမ်းညင်တာအဲ့တော့မြတ်စွာဘုရားသူ့ကိုတုံ့ပြန်ပြီးပြောလိုက်တယ်သစေပိကေဝလံတပ္ပံခိစ္စကုတံစနစ်တတိမင်းကြောက်တုံးနေလှိမ့်ချရုံကတော့ငါဘာမှမဖြစ်ဘူးမင်းတတ်နိုင်လို့ရှိရင်ဟောဒီကိစ္စကုတ်တောင်ကြီးတစ်ခုလုံးကိုတုံဟိတော်အောင်လုပ်တောင်ကြီးတစ်ခုလုံးကိုတုံခတော်အောင်လုပ်အောင်တော့နေဝတမ္မဝိမု ddha နံဗုဒ္ဓနာအဋ္ဌိအေစီတာကိစ္စကုတ်တောင်ကြီးတစ်ခုလုံးတုံခတော်အောင်လုပ်တော့မှာပဲငါမှကြောက်လန့်နေဆိုတာမဖြစ်ဘူးတဲ့မင်းလုံးမနေနဲ့
ပင်မယုံမရှိမယ်မြတ်စွာဘုရားမှာမကြောက်ဘူးဆိုတာဘာလို့တော့ဆိုကြောက်တယ်ဆိုတာဒေါသကြောင့်ကြောက်တာဘုရားမှာဒေါသမရှိတော့လောဘလည်းမရှိဘူးဒေါသလည်းမရှိဘူးကိလေသာတွေကမရှိတော့မရှိသည့်အတွက်ကြောင့်ဘုရားမှာကြောက်ခြင်းမုန်းခြင်းဆိုတာလည်းမရှိဘူးတော့မရှိတာအဲ့ဒါကြောင့်မရှိတာနော်ဒေါသမကင်းတဲ့သူကကြောက်တာပဲဒေါသရှိနေရင်ကြောက်တာဒေါသကကြောက်တာဟုတ်စိတ်ထဲမှာစိတ်ကကြောက်တာမဟုတ်မှန်ဒေါသကကြောက်တာဒေါသရှိလို့ရှိရင်ကြောက်တယ်လောဘရှိရင်လည်းဒေါသဆိုတာရှိလာတယ်အဲ့တော့လောဘဒေါသဆိုတဲ့ကိလေသာမှမရှိတဲ့ပုဂ္ဂိုလ်ကိလေသာတွေကလုံးဝလွတ်သွားတဲ့ပုဂ္ဂိုလ်တွေမှာဘယ်တော့မှကြောက်တယ်တို့ကြက်တိမွေးခြင်းထတယ်တို့နော်ကြက်တိသိသွားတယ်တို့ဘယ်တော့မှဖြစ်ဘူးတဲ့စိတ်ထဲမှာဘလောက်66တုံလို့ကြောက်ကြခြင်းမရှိဘူးအဲ့တော့ဘုန်းကြီးတို့တွေကြောက်တယ်ဆိုတာခုနဒေါသကြောင့်ကြောက်တာအဲ့လိုမြတ်စွာဘုရားကတုံ့ပြန်လိုက်တဲ့အခါကျမှမနတ်ကြီးဟာငါလုံနေမှရဟန်းဂေါရမသိသွားပြီဆိုပြီးအဲ့နေရာမှာပဲပျောက်ကွယ်သွားတယ်ဒါက17ခုမြောက်တုတ်ရဲ့မတန်တင်ထားတဲ့ချက်အေးမနတ်တို့မြတ်ဗုဒ္ဓရဲ့တုံ့ပြန်ချက်တွေဟာသူ့ရဲ့လှုပ်ဆောင်မှုနဲ့ပတ်သက်ပြီးတော့ခုလိုဘယ်လိုပဲနှောက်ရှက်မြတ်စွာဘုရားရဲ့တုံလုံးချောက်ချမှုကိုဘယ်လိုမှဖြစ်အောင်လုပ်နိုင်တာမဟုတ်ဘူးစိတ်နှလုံးတုံလုံးချောက်ချတဲ့ဆိုတာကိလေသာဆိုတဲ့လောဘဒေါသမောဟတွေရှိတဲ့ပုဂ္ဂိုလ်ရဲ့စိတ်သားလင်တုံလုံးချောက်ချမှုဖြစ်တယ်ကိလေသာတွေကလွတ်မြောက်ပြီးတော့နေတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ကြန့်ခိုင်နေကြန့်ခိုင်သည့်အတွက်ကြောင့်ဘယ်လိုဆွဲဆောင်လို့မှလည်းမရဘူးဘယ်လိုကြောက်အောင်လုပ်လို့မှလည်းခြောက်လို့မရဘူးဆိုတာကိုသိရှိနားလည်ပြီးမိမိတို့ရဲ့စိတ်ဓာတ်ကြန့်ခိုင်ရေးအတွက်မြတ်ဗုဒ္ဓနိပေးသည့်အတိုင်းကြည်ကြံကြုတ်ကုတ်ပွားများအထောက်နိုင်ကြပါစေကုန်သတည်းရှိစေချာရှင်ဖေယဖေယတပိတော်တို့သည်ဓမ္မအတိညာရှားရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရှားရှိစေရန်ရှိတမ်းကြလျက်ဓမ္မတပင်ရှင်ရင်ကျင်းပပြုလုပ်ကြ၍အဝတ္တဒါနဓမ္မဒါနတရားလူကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုရှုသိလေးမြတ်စွာမမတ်သားသာအာယုန်ထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုအစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအထုပ်ပြုလို့ရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤဖို့ဘာကကိုအမိအဖအဖို့ဖွာဆရာသမားမစာပြီကဘာသူကဘာသာလူနတ်မြမတတ္တဝအများတို့အားအမြဝေငှပါကုန်၏ကုသိုလ်အမြကိုယ်စီရကြကုန်သည်ဖြစ်ပြီးကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်း